မွန်အားဒီနေ့မှာတော့တောင်ကြီးကိုရောက်တယ်ဆိုလို့ရှိရင်စားဦးစားကြီးတဲ့နဲ့ကချင်ရိုးရာစားတောက်ဆိုင်လေးဒီဇိုင်းအကြောင်းပြပြချင်ပါတယ်ဒီဆိုင်လေးကတောင်ကြီးကနေပြီးတော့အေးတာယာကိုသွားတဲ့လမ်းမှာတည်ရှိပါတယ်လမ်းကကြတော့ပေါ့နော်ပလီလင်းလမ်းပေါ့နော်အဲ့ဒီလမ်းကနေသွားမယ်ဆိုလို့ရှိရင်ဒီဆိုင်လေးကိုရောက်ပါမယ်ဆိုင်ရဲ့ location လေးကိုလည်းမွန် comment မှာထည့်ပေးထားပါမယ်ပေါ့နော်ဒီဆိုင်လေးရဲ့နာမည်ကစွတ်ကြိုင်ကချင်ရိုးရာစားသောက်ဆိုင်ဖြစ်ပါတယ်ဆိုင်လေးထဲမှာဒီလိုမျိုးပေါ့နော်ဘန်ဂလိုပုံစံတဲလေးတွေနဲ့သူ့ဘာသာသူတသက်ရရလေးထားထားတယ်နောက်တစ်ခုရှိတာဒီဆိုင်လေးမှာလာစားတဲ့လူတွေဆိုလို့ရှိရင်အစားမပြတ်ဘူးပေါ့နော်ဒါမွန်တို့သွားတဲ့အချိန်ကစောနေသေးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့လာတဲ့သူနေသေးတာပေါ့နော်ပုံမှန်နေ့လေစာထမင်းစားတဲ့အချိန်လောက်ဆိုလို့ရှိရင်လူရမ်းများတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကိုကကြိုမှားထားတယ်ဆိုလို့ရှိရင်ကိုရောက်တာနဲ့တခါတည်းစားလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာအစားအစာတွေအကုန်လုံးကိုတခါတည်းပူပူနွေ့နွေ့လေးချက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စားရတာအရန်ကိုအရသာလည်းရှိရဲစားလို့လည်းကောင်းပါတယ်နောက်တစ်ခုပေါ့နော်ဒီဆိုင်မှာရောင်းတဲ့အမယ်တွေအကုန်လုံးဟင်းအမယ်တွေအကုန်လုံးမှာပိုးရှင်းအရန်များတယ်ပိုးရှင်းများတဲ့အတွက်ကြောင့်မလို့ဒီလူ3-4ယောက်လောက်နဲ့စားမယ်ဆိုရင်တော့မှဒီပေါ့နော်ဟင်းရည်တွေပါတယ်ဆိုလို့ရှိရင်တပွဲကိုလောက်တယ်ပေါ့နော်ဆိုတော့မွန်တို့ကတော့ဒီမှာမှာလိုက်တာအမဲသားပေါ့နော်ဒီအမဲသားစုပ်ပြုတ်လို့ခေါ်မလားပေါ့နော်ဒီအမဲသားဟင်းရည်ကိုမှာလိုက်တာဆိုတော့ဒီမှာလေအထဲမှာပါတဲ့အမဲသားနူးဤဖတ်ပြီးတော့အရန်ဟင်းရပူပူနွေ့နွေ့ဖြစ်တဲ့အတွက်ကြောင့်မို့စားရတာအရန်အရသာရှိတယ်မွန်တို့လိုမျိုးအဆက်ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှင်လဲသူကငရုတ်သီးထောင်းလေးပေးထားတယ်။နောက်အထဲကိုအီပြင်းညှက်ထဲဖို့အတွက်တံမြာသီးလေးပေးထားတဲ့အတွက်ကြောင့်မလို့အရန်အောင်မှလိုက်ဖက်ပေါ့နော်။ဒီလိုမိုးရသည့်အတွင်းမှာတော့စားဖို့စားတဲ့နဲ့ဟင်းညိုတစ်ခွက်ပေါ့နော်။ဒါမွန်တယောက်စာပြင်ပြီးတော့ဒီတယောက်စာခွက်ကလေးထဲမှာကိုယ့်ဘာသာကိုရတာဆက်ပြီးတော့တောက်မှာပေါ့နော်။ပြောရင်းနေတော့စားကျင်လာပြီ။ဆိုတော့လေဒီအမဲသားဟင်းရည်လေးတောက်ကြည့်ပါ။ဒီကလို့အမဲသားတို့ဝက်သားတို့မစားဘူးဆိုလို့ရှိရင်လည်းကြက်စွပ်ပြုတ်ရှိရဲကြက်စွပ်ပြုတ်ကိုတောက်ကြည့်လို့လည်းရတယ်ပေါ့နော်ဒီဟာလေးတစ်ခွက်က2ယောက်စာကိုမှာလာတော့မှလေ2ယောက်ကများနေလို့မကုန်ဘူးအဲ့တော့ဒီလိုမျိုးတစ်ခွက်မှာပြီးသွားပြီဆိုလို့ရှိရင်3-4ယောက်လောက်အနည်းဆုံးစားလို့ရတယ်เนาะပြီးသွားလို့ရှိရင်ဒီဟာကြတော့ပူစီနံတုပ်ပါတော်တော်များမှာမွန်ပူစီနံတုပ်ကိုမစားဘူးဆိုပေမဲ့ဒီပူစီနံတုပ်လေးကလည်းစားလို့တော်တော်ကောင်းတယ်အခုကတော့မွန်ရဲ့အကြိုက်ဆုံးပြောင်းမှုတုပ်ဖြစ်ပါတယ်တခြားဆိုင်တွေမှာစားတဲ့ပြောင်းမှုတုပ်နဲ့ဒီပြောင်းမှုတုပ်နဲ့အရသာဘာမှမတူဘူးပေါ့နော်ဒီပြောင်းမှုတုပ်ကိုသူတို့ကထောပတ်လေးနဲ့အရင်ဆုံးပြောင်းမှုလေးတွေကိုကြော်လိုက်တယ်ကြော်ပြီးတော့မှပြန်တုပ်တာဖြစ်တဲ့အတွက်ကြောင့်ထောပတ်နဲ့မှုမွေးလေးနဲ့အရန်အောင်စားလို့ကောင်းတယ်ချိန်ငံဆက်ပြောင်းမှုတုပ်လေးပါဒီဟာလေးကတော့စွန်တန်ဟင်းဂျိုပေါ့နော်မွန်တို့ကပထမဒီအမဲသားစုပ်ကိုမှာလိုက်တဲ့အချိန်မှာပါတာနဲမယ်ထင်ပြီးတော့ထပ်ပြီးတော့ဟင်းညိုတကူမှာမယ်အချိန်မှာပေါ့နော်စွန်တန်ဟင်းညိုလေးကိုမှာလိုက်တာဒါပေမဲ့အမဲသားစုပ်ကအရန်များနေတဲ့အခါကျတော့စွန်တန်ဟင်းညိုတော့မှတိတ်မတောက်လိုက်ရဘူးဒါပေမဲ့ဒီစွန်တန်ဟင်းညိုလေးကလည်းအရန်အောင်တောက်လို့ကောင်းတယ်လုံးဝပေါ့နော်ထိမိကွိအဲ့လိုမျိုးဖြစ်နေတာဒီဆိုင်မှာရှိရဲ့ကိုဒီမှာလိုက်တဲ့ဟင်းအမဲတိုင်းကအရန်စားလို့ကောင်းတယ်ပေါ့နော်ဒါလေးကတော့ဝက်ဥကင်လေးဖြစ်ပါတယ်ဝက်ဥကင်ကလည်းအချင်းရအသက်လို့ပြောရလောက်တဲ့အထိစားလို့ကောင်းတဲ့အပြင်ကိုဒီဝက်ဥလေးကိုသူတို့ပြင်ထားတာဟာကျွတ်ရွရွလေးနဲ့ပူပူနွေ့နွေ့လေးဖြစ်တဲ့အတွက်ကြောင့်မလို့စားရတာလုံးဝကိုအရသာရှိတယ်ပေါ့နော်အဲ့တော့ဘာမှပြောစရာမလိုဘူးဒီဆိုင်ကိုတော်တော်များများလဲလာပြီးတော့စားကြတယ်စားကြတဲ့လူတိုင်းလည်းအရန်ကိုကြိုက်ကြတယ်ပေါ့နော်နောက်ပြီးရင်ဒီဆိုင်မှာကခေါင်ရည်အစ်စ်ရပါတယ်တဲ့ဒီခေါင်ရည်တောက်ချင်တဲ့သူတွေခေါင်ရည်အစ်စ်ကိုမှအာဒီတာရှိရဲ့သူတွေဆိုလို့ရှိရင်เนาะဒီဆိုင်ကိုသွားကြည့်တဲ့နေပေါ့เนาะဆိုတော့မုံတချို့တွေကကြာတော့လေမေးကြရပေါ့เนาะပတ်စံပေးပြီးလို့ရိုက်တာလားပတ်စံရလို့ပေါ့နော်ကောင်းကောင်းနေပြောတာလားဆိုတော့မဟုတ်ပါဘူးမွန်ကိုယ်တိုင်သွားစားကြည့်ပြီးတော့ကိုပတ်စံနဲ့ကိုစားလို့ကောင်းတဲ့ဆိုင်လေးတွေတဲလို့ကောင်းတဲ့ဟိုတယ်လေးတွေတွေ့ရဆိုလို့ရှိရင် review ပေးတာဖြစ်ပါတယ်ဒီဆိုင်လေးကိုလည်းအရန်ကိုသဘောကျတဲ့အတွက်ကြောင့်မလို့ honest review လေးလာပေးတာဖြစ်ပါတယ်အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တောင်ကြီးရောက်တယ်ဆိုရင်ဒီဆိုင်လေးကိုဝင်စားကြည့်လိုက်ပါအောင်နော်